Lip-sync လို့ဝေဖန်ခံနေရတဲ့ Aespa မတ်လ29 ရက်နေ့မှာ Billboard က Billboard Women in Music Event ကိုပြုလုပ်ခဲ့ပြီးပြီးခဲ့တဲ့နှစ်ကဂီတမှာထွန်းပေါက်ခဲ့ကြတဲ့အမျိုးသမီးတွေပါဝင်ခဲ့ပါတယ်။ဒီပွဲကာလတစ်လျှောက်ဆုတွေလည်းချီးမြှင့်ခဲ့ပြီးအရင်က Beyoncé လိုနုပညာရှင်ကရရှိဘူးတဲ့ Woman of the Year Award တွေလည်းပါဝင်ပါတယ်။ဒီနှစ်ရဲ့ပွဲမှာတော့ K-pop လည်းပါဝင်ပြီး Aespa နဲ့ Blackpink Jennie တို့တက်ရောက်ခဲ့ကြပါတယ်။ဒီနုပညာရှင်တွေကကော်စောနီပါရှောက်ခဲ့ကြသေးတာကြောင့်သူတို့ရဲ့လက်ဖျားခါလောက်တဲ့ visual ကပရိသတ်တွေကိုပွဲမစခင်ကတည်းကစိတ်လှုပ်ရှားစေခဲ့ပါတယ်။ Aespa ဟာပွဲတက်တဲ့အပြင် Group of the Year ဆုကိုပါရရှိခဲ့တဲ့ Aespa ဟာသူတို့ရဲ့အသစ်ထွက်ရှိထားတဲ့သချင်း Whiplash English version ကိုလည်းဖျော်ဖြေပေးခဲ့ပါသေးတယ်။ဒီဖျော်ဖြေမှုက K-pop ပရိသတ်တွေကြောင့် online မှာချက်ချင်းပြန့်နှံ့သွားခဲ့ပြီးပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့သလိုဒီဒီဇင်တွေကြားမှာလည်းတုံ့ပြန်မှုတွေကနှစ်ချမ်းကွဲသွားခဲ့ပါတယ်။ဒီဒီဇင်အများစုကသချင်းကိုတပုတ်လုံးခြုံငုံကြည့်ကြပြီးတဲ့နောက်သချင်းကိုရော Aespa ရဲ့ဖျော်ဖြေမှုကိုပါဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။အထူးသဖြင့်အတော်များများက Aespa ဟာ lip syncing လုပ်ခဲ့တယ်လို့ဆွဆွဲနေကြပြီးတခြားအကြောင်းအရာတွေကိုလည်းဝေဖန်နေကြပါတယ်။တစ်ဖက်မှာလည်း Aespa ပရိသတ်မာအီတွေကချက်ချင်းပြန်လည်တုံ့ပြန်နေကြပြီး Aespa ရဲ့ဖျော်ဖြေမှုနဲ့ vocal တွေအရန်ကောင်းကြောင်းပြောဆိုနေကြပါတယ်။ဒါပေမဲ့လည်းတချို့မာအီတွေကိုယ်တိုင်ကတော့ဖျော်ဖြေမှုကိုအားမရဖြစ်နေကြပြီးအထူးသဖြင့်နောက်ခံအတန်ကကျယ်လွန်းနေတယ်လို့ဝေဖန်နေကြသလိုကင်မရာရိုက်ထားတာကလည်းညံပြင်းကြောင်းသုံးသပ်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။